ပရိစ္ဆသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်းလေးကြောင်းကိုအရင်မှတ်ရနော်ဣမသမိန်တတိဣရံဟောတိတဲ့နံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တစ်ပင်ရှိနေလို့ရှိရင်တစ်ပင်ရိပ်ဆိုတာရှိတစ်ပင်ကိုခုတ်ပြလိုက်ရင်တစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးတစ်ပင်ရှိနေရင်တစ်ပင်ရိပ်ရှိအခုကြည့်လျှက်စစ်မီးရှိနေသမျှကာလပတ်လုံးအလင်းရောင်ရှိလျှက်စစ်မီးမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလိုငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိတယ်ချမ်းရှိဘူးဆိုရင်ကောင်းကင်ပြင်မှာထိုင်းနေလို့မှမရဘူးလေအဲ့ဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆသမုပ္ပါဒ်ကိုတို့ချုပ်ပြောတဲ့ဟာအကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမတ္တမိန်အတ္တိဣရဏဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတ္တနိရောဓဣဒံနိရောဓတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှာပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြပရိစ္ဆသမုပ္ပါဒ်ဆိုတာချင်းညို့အဖြစ်ဒါပဲဒီအကြောင်း၄ခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်စိတ်နဲ့စဉ်းစားကြည့်ဖို့ပရိစ္ဆသမုပ္ပါဒ်နဲ့စဉ်းကျင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာခြုံငိမ့်သွားလို့ရှိရင်သင်္ခါရခြုံငိမ့်သွားတယ်ဆိုချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအဖြစ်ဘက်ကဒါမရှိတော့ရင်ဟိုဟာမရှိတော့ဘူးဆိုတာချုပ်ပဲနော်ကဲပရိစ္ဆသမုပ္ပါဒ်ကိုအရာစကားနဲ့နားလည်အောင်